ရန်ကုန်မူရာရနေ passport ရုံးကိုဘယ်လိုတွားရမလဲတဲ့အရင်ဆုံးအကျဉ်းကို app ထဲကိုဝင်မယ် icon အပြောင်လေးကကိုရှိနေတဲ့ location ကိုပြရဲခုလမ်းကြောင်းရှာချင်တာဖြစ်တဲ့အကြောင်းမလို့ဒီလမ်းကြောင်းရှာတဲ့ icon အပြောင်လေးကိုနှိပ်မယ်လမ်းကြောင်းရှာတဲ့နီလန်းတွေကတော့အများကြီးရှိတယ်အဲ့ထဲကမှမြေပုံပေါ်မှာထောက်ပြီးတော့ရှာတဲ့နီလန်းကိုတုံးပြီးတော့အရင်ဆုံးရှာပြမယ်မြေပုံပေါ်မှာကိုတွားချင်တဲ့နေရာကိုထောက်လိုက်ရုံပဲပေါ့နော်တတိချာချာလေး zoom ဆွဲထောက်ပေးဖို့တော့လိုပါတယ်အဲ့ဒါမှနေရာကတိတိကျကျလေးထွက်လာမှာပေါ့နော်ပြီးတော့ရွေးမြီကိုနှိပ်မယ်နှိပ်လိုက်ပြီးဆိုတော့ပင်နာမှာရှိတဲ့မှတ်တိုင်တွေပေါ်လာလိမ့်မယ်အဲ့ထဲမှာရွှေအောင်ပေါင်ပါရာလေးတွေကတိုက်ရိုက်ရောက်တယ်ရွှေအောင်ပေါင်မပါရာတွေကတော့တိုက်ရိုက်မြောက်ပေါ့နော်အခုဒီမှာဆိုရင်ရွှေအောင်ပေါင်ပါတဲ့မှတ်တိုင်ကိုကြည့်လိုက်တဲ့ချိန်မှာကိုရှိနေတဲ့နေရာနဲ့နည်းနည်းလေးဝင်းနေတဲ့လမ်းနည်းနည်းရှောက်ရမယ်ပေါ့နော်လမ်းရှောက်ရမယ့်နေရာလေးတွေကိုအဆက်လိုင်းလေးနဲ့ပြထားပေးပါတယ်ပြီးတော့လို့ရှိရင်ကိုရွေးထားတဲ့ကားရဲ့တွားမယ့်လမ်းကြောင်းတွေကိုလည်းအစအဆုံး overview ကြည့်လို့ရမယ်ဒီမှတ်တိုင်ကိုတွားရတာကိုရှိနေတဲ့နေရာနဲ့ဝေးတယ်အဲ့အတွက်ကြောင့်မို့လို့ကိုနဲ့အနီးဆုံးမှာရှိတဲ့ရန်ကုန်ဘူတိုင်းမှတ်တိုင်ကနေစီးချင်တယ်ဆိုလို့ရှိရင်တော့ကားကဓာတ်ရိုက်မြောက်ဖို့တစ်ဆင့်ပြောင်းစီရမယ်။ကားနံပါတ်တွေကြာလာမယ်။အဆင်ပြေတဲ့ကားကိုရွေးလိုက်မယ်။အဲ့ဆိုလို့ရှိရင်သူကပထမတစ်ဆင့်မှာဆင်းရမယ့်မှတ်တိုင်ပြန်တက်ရမယ့်မှတ်တိုင်တွေကိုတစ်ခါတည်းပြပေးပါတယ်။ကားနံပါတ်ရွေးပြီးရနဲ့ live mode လေးကို on ထားဖို့လုံးဝမမေ့ပါနဲ့နော်။အဲ့ဒါမှမှတ်တိုင်ရောက်ခဲ့နေပြီဆိုလို့ရှိရင်အချက်ပေးတယ်မိမှာမို့လို့ပါ။ဒီမှာဆိုလို့ရှိရင်ကိုပထမတစ်ဆင့်ဆင်းရမယ့်မှတ်တိုင်ရောက်ခဲ့နေတဲ့ချိန်မှာအချက်ပေးတယ်လေးမိပါတယ်။ stop ကိုနှိပ်ပြီးအလံကိုပိတ်လို့ရပါပြီ။ကားပေါ်ဆင်းပြီးသွားပြီဆိုလို့ရှိရင်တော့ကားတစ်ဆင့်ပြောင်းစီးမိကိုနှိပ်ပြီးတော့ကားနံပါတ်တွေပြန်ရွေးရပါမယ်။ဒီမှာဆိုလို့ရှိရင်ကိုကြိုက်တဲ့ကားနံပါတ်ကိုရွေးမယ် live mode လေးကိုပြန် on ပေးရပါမယ်ကားစီးနေတဲ့ချိန်မှာလည်းမှတ်တိုင်အားလုံးကိုတစ်ခုချင်းစီ live ကြည့်လို့ရပါတယ်မှတ်တိုင်မြောက်ခင်အချက်ပေးတဲ့မိလာပြီဆိုလို့ရှိရင် stop ကိုနှိပ်ပြီးကားပေါ်ဆင်းလို့ရပါပြီကိုကမြေပုံမှာထောက်ပြီးတော့မရှာချင်ဘူးဆိုလို့ရှိရင်တွားချင်တဲ့နေရာရဲ့နာမည်ကိုရိုက်ပြီးတော့ရှာလို့ရပါတယ်အကုန်လုံးကတော့အတူတူပဲပေါ့နော်အားလုံးပဲအဆင်ပြေကြပါစေ